ပိတ်တနိုးနဲ့ညီလာခံစီပကွက်သားတို့ရဲ့လက်၌အတီးနောင်ကြိုတင်ငါခေါ်ဆောင်သည်ကျွန်တော်မျိုးရောက်ရှိခါစားပြီနာကြီးငါတမီမူလဲတော့စိုးရင်ရလားဘယင်ပဲမြန်အရင်စိတ်ဖိစီလို့ဖြစ်ပါလိမ့်မယ်သူကအန်ဒီရရှိတဲ့ပုံနာကြီးမရှိပါဘူးဘယင်မင်းမြန်တောင်းပါပြီးတော့ဆိုရင်လည်းဟာခမင်းကိုထသွားပြီပဲတမနစ်တော့အသက်မရှင်နိုင်ဟာမင်းသမီးအတမထွန်းနဲ့အချင်းတော့မင်းသမီးလေးကမူးလဲတာမဟုတ်ဘူးလားမဟုတ်ဘူးတီဝီဟာဆောင်တာဘလို့မင်းသမီးကြောက်ဘူးပဲခမင်းတော့ဒုက္ခကိုဆက်မိမှဆိုလို့တီဝီမူးလဲချင်အောင်ဆောင်လိုက်တာမင်းသမီးလေးဒီလိုလောက်တာဘယင်းဒီလိုရှင်အန်ဒီအများဟဲ့နော်တီဝီကိုဒုက္ခကိုမထိခိုက်စေချင်လို့ပါအချင်းတို့ရဲ့ဗျာမင်းသမီးလေးသူ့ချစ်မိနေရလားဟုတ်တယ်သူကဆင်းရဲပေမဲ့စိတ်ထားကောင်းနေပြီအချင်းတို့ရဲ့ထင်းတော့ဒီဝီတခုလောက်ခွင့်တောင်းရှင်လို့ကြောပါမင်းသမီးလေးကိုဒုက္ခကိုဒီဝီကိုသွားခေါ်ပြီးပါလားဒီဝီသူနဲ့တွေ့ချင်လို့ရှိရတယ်ဟေးမင်းမောင်ဒုက္ခလားမင်းဟုတ်ပါလေကျွန်တော်မောင်ဒုက္ခပါမင်းကိုတရားရောက်ကတွေ့ချင်လို့ငါနဲ့လိုက်ချက်ဘာတူများလေငါနဲ့လိုက်ချက်ပါ A few moments later ကျွန်တော်ကိုတွေ့ချင်တယ်ဆိုလို့ပါကိုဒုက္ခဒီဝီမင်းဒီမှာဘာလုပ်နေရလဲငါကိုဒုက္ခရေးခဲတော့ကျမရှင်အမှန်တရားတစ်ခုပြောပြချင်လို့ပါဟင်းကစားပြီးအမှန်တရားလည်းဒီဝီဟာကျမကဒီဝီမဟုတ်ဘူးကျမပြီဘာလို့ဆိုလိုတာလဲကျမကဒီတိုင်းတည်းရဲ့မင်းသမီးလေးပထုံတူကမင်းသမီးလားဒါဆိုမင်းကအစရကျွန်တော်လိန်ခဲ့တာလားမဟုတ်ပါဘူးဒီဝီရှိညာခဲ့တာမဟုတ်ပါဘူးထာမန်လူတယောက်အနေနဲ့ဒီဝီကနေချင်းခဲ့တာပါဒါဆိုရင်ကျွန်တော်ကမင်းသမီးလေးနဲ့လုံးဝမတူတဲ့လူပါမဟုတ်ဘူးကတခါဒီဝီရှိဝင်ချတယ်လေဒါပေမဲ့ဒီဝီကမင်းသမီးလေးပါပဲကျွန်တော်ကဆင်းရဲတဲ့လူတယောက်ပါဒီဝိဒတာရင်ကြည့်ပါဦး A few moments later မင်းသမီးလေးအဆောက်တွေလာနေပြီနောက်ဆုံးကြောင်းပြီးအများကြီးပြန်ကိုသူကအဆောက်တွေလာနေပြီရှင်သွားတော့ဒီဝီကျွန်တော်မျိုးမထားခဲ့နိုင်ဘူးချီးကျူးပြပြီးသွားပါတော့ရှင်ခဲ့အားဘယ်မှာလဲဘယ်ရောက်မင်းသမီးလေးနဲ့ကိုတုခါနဲ့ပြေးတော့ရောက်စုပြီးကျွန်တော်မျိုးမကြည့်ရှင်လိုက်ပါမယ်သွားကြပါတော့မြင်းမြန်ဒါဆိုရင်အထိန်တော်ကဘယ်လိုလုပ်မှန်းလဲကျွန်တော်မျိုးမဆင်းမပူပါနဲ့ကျွန်တော်မျိုးမမင်းသမီးလေးတို့အရာအားလုံးရင်းနိုင်ပါတယ်ကျွန်တော်မျိုးမရဲ့အတက်ကိုတော့ရင်းနိုင်ပါတယ်မင်းသမီးလေးမြင်မြင်ပြေးပါတော့ကျေးဇူးပါအထိန်တော်ကြီးမဟုတ်အမဘာလုပ်နေတာလဲဟောကျွန်တော်မျိုးမဟိုဖြစ်စီပြောင်းလို့ရှာနေတာပါအော်အမဒါဆိုလည်းကောင်းပါပြီဟုတ်ကဲ့ကျွန်တော်ရမကိုခွင့်ပြုပါအောင်ကောင်းပါပြီဒုက္ခပါပဲမင်းသမီးလေးညံ့တော့တယ်မှမရှိတော့ဘူးငါဘယင်မင်းမြောက်တော့ပြောပြမှရမယ်ဟာပြဿနာရောတက်တော့မှာပြီကွာဒုက္ခတွေတော့ရောက်ပါပြီဘယင်မင်းမြတ်ဘာများဖြစ်လို့လဲစစ်သူကြီးနာလာပါဘယင်မင်းမြတ်နန်းတော့တယ်မှာမင်းသမီးလေးမရှိတော့ပါဘူးဖေဘာမောင်ဒုက္ခလည်းမရှိတော့ပါဘူးဖေဘာကြိုကူညီလိုက်တာလဲသူတို့ကိုအချိန်တော့အခုချက်ချင်းသွားဟော်စမ်းမလာပါဖေ A few moments later အချိန်တော့မလာပါပဲမင်းမြတ်သမီးတော်လေးပဲသွားလေကျွန်တော်မျိုးမတိရကြအောင်မဖေရမူသားစကားမပြောနဲ့သမီးတော်လေးကိုတင်မဲကူညီလိုက်ကြမလားကျွန်တော်မျိုးမမင်းသမီးလေးကိုတနာလို့ကူညီလိုက်မိပါတယ်ဖေရစောက်တွေမလာပါဘယင်မင်းမြတ်သမီးတော်နဲ့အဲ့ဒီလူငယ်ကိုရှာပြီးတော့ချက်ချင်းပြန်ဖမ်းခေါ်လာခဲ့ဒီအထင်းတော်မနဲ့ပြန်မနဲ့
နေထွက်တာနဲ့ခေါင်းဖြတ်တက်စီဘယင်မင်းမြတ်အပြစ်တော်ကိုရှော့ဖော်ပြီးပါအောင်ဖေဟာဘယင်မင်းမြတ်ပြန်စဉ်းစားပါအောင်ဖေဟာ တော်စမ်းမောင်မင်းငါကိုရောမြောက်ဘာမှလာမပြောနဲ့ဒီထင်းကျော်ကနန်းတော်ရဲ့အဖြစ်ကိုလှုပ်ထားတဲ့အတွက်သူ့ကိုအပြစ်ပေးတင်တယ် အရှင်မင်းမြတ် တော်စမ်းတီဟာစီကငါကိုရောဘာမှလာမပြောနဲ့ အမေတော်တိုင်းမှာဖေဟာ